Play Store မှာကိုလိုချင်တဲ့ application တွေကို installation လုပ်လိုက်တဲ့အခါမျိုးမှာ installation ဆိုတဲ့ cloud လေးပေါ်ပဲနဲ့ဒီလိုမျိုးအဘာတွေပဲ only own you country ဆိုတဲ့စာလေးပဲပေါ်နေတယ်ပေါ့နော်ဒီလိုမျိုးလေးပြနေရဆိုရင်တော့ကျွန်တော်တို့ကပုံမှန်အတိုင်းပြန်ပြီးတော့ installation လုပ်လို့မရပါဘူး installation လုပ်ချင်တယ်ဆိုရင်တော့ဒီပြဿနာလေးကိုဖြေရှင်းပြီးမှပဲကျွန်တော်တို့ကပုံမှန်အတိုင်းပြန်ပြီးတော့ installation လုပ်လို့ရမှာဖြစ်ပါတယ်ခင်ဗျဒီပြဿနာကိုဖြေရှင်းလို့ရနိုင်မယ့်အကြောင်းအရာလေးကိုဒီနေ့ video တွေမှာအသေးစိတ်ကို knowledge အနေနဲ့ share လုပ်ပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားရဆိုရင်တော့ဒီနေ့ video တွေကိုအစောင့်ကြည့်သွားကြပါခင်ဗျပထမဆုံးဒီပြဿနာကိုဖြေရှင်းဖို့အတွက်ကျွန်တော်တို့ကဒီကျွန်တော်တို့ဖုန်းရဲ့ setting တွေကိုဝင်ရမှာဖြစ်ပါတယ်ဒါကြောင့် setting တွေကိုနှိပ်လိုက်ပါ setting တွေကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာပေါ့နော် application setting တွေကိုထပ်ပြီးတော့ဝင်ရမှာဖြစ်ပါတယ် app ဆိုတာရှိပါတယ် app တွေကိုရောက်ပြီဆိုတာနဲ့ကျွန်တော်ဒီ access app မှာကျွန်တော်တို့ဒီ Google Play Store ဆိုပြီးတော့ရိုက်ပေးရမယ်ပေါ့နော်လက်ရှိကကြတော့ Google Play Store ကဖြစ်နေတာဖြစ်တဲ့အကြောင်းပေါ့ Google Play Store တွေကိုနှိပ်ပေးလိုက်ပါ Google Play Store ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်ဒီ store တွေရှိရပါတော့ store တွေထဲကိုသွားမယ်ပြီးရင် clear data ဆိုတာတစ်ချက်လုပ်ပေးလိုက်ပါ clear data ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ဒီသူ့မှာသုံးထားတဲ့ app data လေးတွေအကုန်လုံးဒီပြတ်သွားမှာဖြစ်ပါတယ်ပြီး permission လေးတစ်ချက်ပြန်ပြီးတော့ on ပေးပါမယ် app permission ကိုနှိပ်ပေးပါဒါဆိုရင်တော့ not allow ဖြစ်နေတယ်အကုန်လုံးကိုကျွန်တော်တို့က allow ပြန်ပြီးတော့ accept ပြန်ပေးရမှာဖြစ်ပါတယ်ဘာကြောင့်ပေးရလဲဆိုတော့ကျွန်တော်ရှိကကျွန်တော်ခုနကပေါ့နော်ဒီ clear data လောက်တာဖြစ်တဲ့အကြောင်းကိုပထမကျွန်တော်တို့ဒီ accept လုပ်ထားတဲ့ပုံစံမျိုးတွေမှာအကုန်လုံးကသူကအတင်တိုင်းပြန်ဖြစ်သွားဖြစ်တဲ့အကြောင်းကိုclear data ဖြစ်သွားမှာဖြစ်တယ်နော်ဒါလေးတွေကိုကျွန်တော်ကပြန်ပြီးတော့ accept ပြန်လုပ်ပေးရမှာဖြစ်ပါတယ်ဒီလိုနေထားမှာတော့ကျွန်တော် user data တော့မပြတ်ပါဘူးခင်ဗျဒါတော့ကျွန်တော်ဒီ app permission အပိုင်းပေါ့နော် app permission အပိုင်းပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်တခြားပေါ့ဒီ Play Store တွေကိုထပ်ပြီးတော့ဝင်ပြီးတော့ဒီ Play Store ထဲမှာဒီ account ထဲရပါတော့ Play Store account ထဲက setting ထဲမှာလိုအပ်တဲ့အပိုင်းလေးထပ်ပြီးတော့ update လုပ်မှာဖြစ်ပါတယ်ဒါကြောင့် account ထဲဝင်လိုက်မယ် account ထဲရောက်ပြီဆိုတော့ my app and game ဆိုတာရှိပါတယ်အဲ့ဒီကျွန်တော်တို့အသုံးပြုထားတဲ့ app game လေးတွေအဲ့တဲ့ store တွေထဲကိုပေါ့နော်ကျွန်တော်တို့ကဝင်လိုက်ပါမယ်ဒီနေရာမှာကကျွန်တော်တို့ကတစ်ခါလေးကြာရင်ရှိတယ်ဗျာဒီ application ကဒီ download ဆွဲလို့မရတဲ့ခါမျိုးမှာကိုယ့်ရဲ့ storage data ပြည့်နေတဲ့ခါမျိုးမှာဆိုရင်လည်းအဖြစ်များကြတယ်ဒါကြောင့်ကိုမသုံးတဲ့ application ရှိရဆိုရင်ဒီမှာကျွန်တော် deleting တစ်ချက်ပေါ့နော်ခါတဲ့ uninstall လေးလုပ်ပေးလိုက်ပါဒါဆိုတော့ storage ထပ်ရော့သွားပြီပေါ့နော်ပြီးကျွန်တော်တို့က account ထဲကိုပဲထပ်ဝင်ပါမယ် account ထဲကိုထပ်ဝင်ပြီးတော့ကျွန်တော်က Play Store ကိုကျွန်တော်ဒီ setting တွေက update တစ်ချက်ပြန်လုပ်မယ်ပေါ့နော်အပေါက်ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ update Play Store ဆိုတာရှိပါတယ်အဲ့ update Play Store ကိုနှိပ်ပြီးတော့ update လုပ်ပြီးလိုက်ပေါ့နော် code ကိုပဲနှိပ်ပြီးလိုက်ပါနောက်တစ်ခုအနေနဲ့ကကြတော့ခုန account ထဲကိုပဲထပ်ဝင်ပေးရမယ်ပေါ့နော် account ထဲကိုထပ်ဝင်ပြီးတော့ကျွန်တော်ဒီမှာဒီ search bar မှာပေါ့နော်ကျွန်တော်ခုနကဒီ application ပေါ့နော်ကျွန်တော် download ဆွဲလို့မရတဲ့ application ကိုကျွန်တော်က download ဆွဲကြည့်ပါမယ်ဒါဆိုရင်တော့ခုနကပုံစံမျိုးဒီအဘာတွေပဲ error မပြတော့ဘဲနဲ့ install ဆိုပြီးတော့တခါလေးပြနေပါတယ်ဒီပြဿနာကကြတော့ကျွန်တော်ဒီအဓိကတော့ဒီ Play Store မှာပေါ့နော် bug error လေးတက်တဲ့အခါမှာကြာရင်ဒီမျိုးပြဿနာလေးဖြစ်နိုင်ပါတယ်ဒီကနေ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်မိတ်ဆွေအနေနဲ့လည်းကိုယ့်ရဲ့ mobile phone မှာ installation လုပ်လို့မရတဲ့အခါမျိုးမှာ installation အလွယ်ကူဆုံးလုပ်လို့ရအောင်ပြုလုပ်လို့ရနိုင်မယ်နည်းလမ်းကောင်းတချို့ကိုပေါ့နော်နားလည်သွားလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာကျွန်တော်ကတော့နည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ AI Global Technology ပဲဖြစ်ပါတယ်နောက်ထပ်ဒီလိုမျိုးနည်းပညာနဲ့ပတ်သက်တဲ့အရာလေးတွေကိုစိတ်ဝင်စားရဆိုရင်တော့ like and subscribe share လေးမလုပ်ရသေး like and subscribe share လေးလုပ်ခဲ့ပြီးတော့တောင်းဆိုလိုက်ပါတယ်ခင်ဗျာနောက်နေ့ဗီဒီယိုတွေမှာကျွန်တော်အတူတူပြန်လည်ပြီးတော့အဆုံးလုပ်ကြပါမယ်